ကိုဘေးမှာရှိတဲ့သူကိုရွေးချယ်ရမှာပေါင်းတင်ပဲဖြစ်ဖြစ်လက်တွဲပေါ်ပဲဖြစ်ဖြစ်ကို့အနားမှာနေမဲ့သူဖြစ်ဖို့အပေါ်ရင်ပကာသနာတွေကအဓိကကြမနေဘူးကို့ကိုမနာကျင်စေမဲ့သူမျိုးစိတ်သက်သာရစေမဲ့သူမျိုးဆိုရင်တော်တော်အဆင်ပြေပြီလို့ပြောရမယ်လူတွေဟာကို့ဘေးမှာရှိမဲ့သူကိုရွေးချယ်ရမှာအပေါ်ရင်အချက်တွေကိုအလွန်အမင်းအာရုံစိုက်မိတတ်ကြတယ်ချမ်းသာသလားရုပ်ချောသလားရာထူးကြီးသလားစတာတွေပေါ့ဒါပေမဲ့တကယ်တမ်းတော့အဲ့ဒါတွေဟာရေရှည်အားဖြင့်အရေးကြီးဆုံးအရာမဟုတ်ပါဘူးတကယ်အရေးကြီးတာကသူတို့ရဲ့စိတ်နေသဘောထားပါကိုယ့်ကိုဂရုစိုက်ပေးလားနားလည်ပေးလားလေးစားသလားစိတ်နာအောင်တမင်လုပ်တတ်သလားဒါတွေကနေ့စဉ်ဘဝမှာကိုယ်ခံစားချက်တွေပေါ်ဓာတ်ရိုက်တက်ရောက်မှုရှိတဲ့အရာတွေပါအဲ့ဒီအချက်တွေကိုသေချာကြည့်ပြီးမှဆုံးဖြတ်စေခြင်းတယ်အထူးသဖြင့်ကိုယ်နဲ့တစ်သက်လုံးလက်တွဲသွားရမယ့်သူကိုပေါ့အဓိကအရေးကြီးတာက appearance မဟုတ်ဘူး essence ပဲလူတွေအမြဲ confuse ဖြစ်နေတာကကိုယ့်ဘဝအတွက်ဘယ်လိုလူမျိုးကိုအနားမှာထားတင်လဲဆိုတာကိုအမျိုးသမီးတွေမှာဒီအခြေအနေကပိုဆိုးတယ်သူကချမ်းသာတယ်ရုပ်ချောတယ်ရာထူးကြီးတယ်ဆိုပြီးပတ်ဝန်းကျင်ရဲ့ဖိအားနဲ့နေလိုက်ရတဲ့ toxic relationship တွေကအများကြီးပဲအချို့လူတွေရဲ့ဘဝဟာအများအမြင့်မှာအရန်အားကျစရာကောင်းနေပေမဲ့အတွင်းမှာစိတ်မချမ်းသာမှုတွေနဲ့ငရဲကျနေတာမျိုးကို့နာလူဟာဘလောက်ပဲမတ်မောစရာကောင်းနေပါစေကို့ကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်အောင်လုပ်နေပြီဆိုရင်အဲ့လူဟာဘာမှမတ်မောလောက်စရာမရှိတော့ပါဘူးကိုတန်ဖိုးထားရမယ့်အရာကရိုးရှင်းပါတယ်ကို့ကိုအစစ်မှန်တိုင်းလက်ခံနိုင်တဲ့သူ safe space ဖန်တီးပေးတဲ့သူကိုယ့်ရဲ့တောက်ပချိန်ရောပြိုလဲချိန်မှာပါအတူရက်တည်ပေးနိုင်မဲ့သူတကယ်လို့ဒီလိုလူမျိုးတွေ့လာပြီဆိုရင်လက်လွတ်မခံပါနဲ့ကို့တကယ်နားလေလက်ခံသူနဲ့နေရတဲ့အခါအရာတိုင်းကသဘာဝကျတယ်အသက်ရှူရတာပေါ့ပါတယ် pressure တွေမရှိဘူးကိုယ့်ရဲ့ authentic self ကိုနားလေပေးတယ်ဒါကြောင့်ကိုယ့်ကိုအပြစ်မတင်တတ်တဲ့စိတ်သက်သာရစေမဲ့သူတွေကိုဘဝမှာတန်ဖိုးထားပေးပါဒီလိုသောသူတွေသာရှုပ်ထွေးတဲ့ဘဝရဲ့ဝန်းကျင်မှုတွေကြားမှာကိုလုံရဖြစ်ပါလိမ့်